ကျဲပြားလေးနဲ့ထမင်းစားပြီးနောက်ဟိုးခက်ဝေးဝေးကြီးကောင်စားဝင်စားအတန်လေးမှာကျန်စရာအိမ်မရှိရှာဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအကုသိုလ်ပန်းတွေဝေပုံကလည်းအဖူးပေါ်အညွတ်တက်လို့တတ်မှတ်စရာမရှိပါလားအမေရဲ့တန်တရားလေးတေးချင်းတွေကစီစီပြည့်ကလေးလိုသားကညီလို့ပေါ့တခါတည်းအမေရဲ့သားဘွားဟာမြေငွေ့ပြန်ညလေးတညဖြစ်ခဲ့ရတယ်သားလေးသူ့ကိုယ်ပိုင်အသီးတွေညွန့်ဤလေးလံနေအောင်ထမ်းပိုးထားရပေမဲ့ပျော်ရှာတဲ့ကုန်ထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်အမေရဲ့လေတွေထမ်းနေလေးသားမှကြည်ခွဲရလေးပါပဲမိုးအကြစောမယ်ဆိုတာလဲတကယ်တော့လောကရန်တရားပါလားအိတ်ဆရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်းနဲ့ဆူဆူမိုးရေတွေရွှဲရွှဲနှစ်လို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရွက်တွေမရှိမလားနဲ့ကဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတားဘဝရဲ့အပိုင်းအစတွေတဲ့လားတားညင်းဆန်တဲ့အမေမသိဘူးလားအမေသားကကြပြဆရာလေးအမေရဲ့တကယ်တော့လေအမေရဲ့ကြပြဆရာဆိုတာဒဏ်ခံကျိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကဘာလောကကြီးမှာအမေသားကြပြဆရာဖြစ်လာတာအပြစ်ရှိသလားအမေသားရဲ့အချစ်မလေးဟောဒီကဘာကြီးနှစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးချာတော့ပါဘူးအမေရဲ့ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုကောင်းအိမ်မီလို့အကျဉ်းနာအမဲ့ဆုံးဆုလက်ကိုသားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးတွေမှာကုံစင်းနှုံးတွေပါတယ်အမေရဲ့ဧခန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုသားတူးတူးခါခါမုန်းတဲ့အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တစ်ဖြစ်စာပိုက်သားမှာတော့ယူစနာတန်းပေါင်းများစွာဝေးကွာလို့သားလေးရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူးသားရဲ့ဘိန်းကလေးဟာလေဘလောက်ပါလက်နေသလဲဆိုတော့ဆန်ချီမြင်လေးတစ်ချောင်းနင်းမိတောင်ဘိန်းကထပေါက်သွားနိုင်ပါတယ်အမေအလျံညီညီမီးတော်မီလီယံကြီးတဲ့နှင်းစင်ခုံခုံချနေရတဲ့ဘဝခရီးအခမဲ့ညတွေတိတ်ပြီးတိတ်သေးလွန်းလာအမေရဲ့လွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားယွင်းမိခဲ့လို့လဲအမေအဆုတ်ကကြက်ခိုးဆွဲမီးဖို့ချောင်းချောင်းချိုးလိုက်တိုင်းရင်ကောင်းကြီးတဲ့မီးထတော့တောက်တာမြင်ရအမေရဲ့အတွင်းလူပမာတယောက်ပါဒါပေမဲ့တစ်တာဘတ်စကာအိုကြီးခိုးစီးလို့ကြပြဆရာမာယာကော့စတီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူလို့လူတွေသူတို့ပြောခံရတဲ့တားမိတ်ဆွေပေါ်ဘလောက်တောင်ကြောက်မဖွဲပြိုလဲခဲ့ရပါတလဲကြောများမှတမ္မာဒေဝတွေလက်ထဲရောက်ရမှာတဲ့လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာတောမဂျိုတွေချောင်းကောဖြစ်သွားဘဝကိုဖြစ်ညှိလိုက်တော့လင်မော်သီးကလေးမှအချိုရည်ကြံသေးတယ်အသေးနှလုံးထဲမှာပန်းတွေအရန်ပွင့်လာတာပဲအမေရဲ့ကိုအင်ကြီးဝဲခြင်းနဲ့ဆောင်းရသည်ရဲ့မီလီယံကင်းမဲ့လက်မီးကိုကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မျက်ပြင်ကလေးရဲ့လာမင်းကိုပြပြဝါကဓာတ်ရံမမြင်ချင်းတဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းတိုင်ကလေးရဲ့မိုက်တွင်းနဲ့ကြပြားပေါ်အချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရင်ထဲကကျဲပြားလေးရဲ့နက်ခက်မိပျော်ရှင်ကြတဲ့အပျော်လေးရဲ့တားလက်ပွားထဲမှာကြစ်ပါအောင်ဆုပ်ထားလို့တဆက်တုံနေတဲ့သားဘွားလေးရဲ့မေသားမှာပိုင်ဆိုင်ပါတယ်ခမင်းစစ်စားခြင်းနဲ့အမေရဲ့အိမ်နဲ့မွေးတဲ့အဲ့ရစစ်မှာအိတ်ချင်နဲ့ခြေထောက်တွေကိုမီးဖို့အငွေပေးခြင်းနဲ့ဗမာပရစီတန်တောက်ခြင်းနဲ့ပြီးတော့ဟောရီလိုအမေမျက်လုံးအယောင်ကိုမှုတ်သိပ်ပါတယ်ကြေပေးလေလွင့်ပြီးပြန်လာတဲ့သားကိုဂိယူနာတက်မြဲတက်တဲ့အမေအကြည့်လေအမေစိတ်ကမကတ်တာကြာပြီးဖြစ်တဲ့သားတင်းမောလေးအမေရဲ့ကျွန်တော်ရိုးသားခဲ့ပါတယ်အမေဤသို့ပင်ပဲ့တင်ပါလိမ့်မယ်